နေတို့ကလည်းဟီနာတာကိုကြည့်နေတဲ့စုံတစ်ခုကိုခန်းစားလာခဲ့ရပါတယ်နှစ်ယောက်လုံးမှာဖွင့်မပြောကြတဲ့ခန်းစားချက်တွေထပ်တူရှိလာခဲ့ရကြောင်းတယောက်တည်းအားငယ်နေတဲ့ဟီနာတာကိုနေတို့ကသူ့ညီမလေးတို့အားပေးစကားသွားပြောခဲ့ပါတယ်အဲဒါကြောင့်ပဲနေတို့ကစိတ်သားအရင်ကောင်းတာပဲလို့ဟီနာတာကပြန်ပြောလိုက်တဲ့အချိန်သူကဟီနာတာကိုကြိုက်နေလို့စိတ်သားကောင်းတာမဟုတ်ပဲဟန်နဘီတို့စိတ်ပူတာဖြစ်တဲ့ကြောင့်နေတို့ကတွတ်ခနဲ့ပြောလိုက်မိပါတယ်ဟီနာတာကလည်းဘာပြောလိုက်တာလဲလို့ချက်ချင်းထမိရဲ့အတွက်တခြားနေရာတာတုံးရင်တုံးမယ်ဒီနေရာမှာတော့အကွက်ရွှေ့နိုင်လိုက်တဲ့နေတို့ကလည်းသူဟီနာတာကိုချစ်နေတဲ့အကြောင်းအခါတည်းဖွင့်ပြောလိုက်ပါတယ်ရုပ်တရက်အန်အော်ဘီတိတ်ဆိတ်သွားခဲ့ပြီမယ်အဲအချိန်ထိုနယ်ရီယာပေါ်လာခဲ့ပြီးဟီနာတာကလည်းသူ့ကိုမာဖလာလေးပေးရင်းနဲ့နှုတ်ဆက်ခဲ့ပါတယ်ဆိုတဲ့စကားနဲ့နားမလဲနိုင်စွာထိုနယ်ရီနောက်တာတီလိုက်သွားခဲ့ပါတယ်နောက်ကနေအသေးအတန်လိုက်ပြီးဟီနာတာကလှည့်တော်မကြည့်ခဲ့ပြီထိုနယ်ရီကလည်းဟီနာတာကသူ့သဘောနဲ့သူလိုက်လာခဲ့တာဖြစ်ပြီးသူတို့တွေကလက်ထက်တော့မဲ့အကြောင်းပြောခဲ့လိုက်ပါတယ်ထိုနယ်ရီရင်ဝင်နဲ့ရောက်နေတဲ့ဟီနာတာကလည်းဘာမှပြန်မပြောတာကြောင့်နယ်ရီလည်းပြောစရာစကားမဲသွားခဲ့ပြီးထိုနယ်ရီပြစ်လိုက်တဲ့အစိမ်းအောင်ချပရာကနယ်ရီကိုယ်ရဲ့ကိုဖြတ်ပြီးပောက်ပွဲသွားတဲ့အချိန်ဓာတ်ရဲ့မျက်နှာပညာနဲ့အလားတူပောက်ပွဲမှုဖြစ်သွားခဲ့ပါတယ်အချစ်ရှုံးသမားနယ်ရီလက်ထက်ကနေအောင်မာဖလာလေးကလည်းမီးလောက်ပျက်စီးသွားခဲ့ပြီးလမ်းပေါ်ကပောက်ပွဲမှုကြောင့်ကဘာပေါ်ဥပ္ပါတဲ့အပိုင်းစားတွေကျလာတဲ့အချိန်မှာတော့ပြည်သူတွေကိုဘုံဘုံတင်နဲ့ဝင်ရောက်ခိုင်းနေကြကြပါတယ်ပြုတ်ကျလာတဲ့အပိုင်းစားတွေကိုဟိုကာငယ်တွေကထိခိုက်မှုအနည်းဆုံးဖြစ်အောင်ရှင်းပေးနေကြပြီးချီကာမာရိုတို့ကလည်းသူတို့ရောက်နေတဲ့နေရာကလမ်းပေါ်မှာဖြစ်တဲ့အကြောင်းနဲ့သူတို့ဝင်လာခဲ့တဲ့ခြေကကဘာနဲ့လက်ကိုဆက်သွယ်ပေးထားတဲ့လမ်းကြောင်းဖြစ်တဲ့အကြောင်းသဘောပေါက်သွားကြပါတယ်နယ်ရီတို့ကချာကရာဆောက်ယူခံလိုက်ရတာကြောင့်မေမျောနေတဲ့အချိန်မှာတော့ဟီနာတာတို့ရောက်နေတဲ့အတွက်အတုံးကတော့နောက်ဆုံးနားလေသွားပြီဆိုတာဆာကူရာကလည်းကြည့်လိုက်ပါတယ်ထိုနယ်ရီကလည်းဟီနာတာရဲ့စိတ်ထဲကိုဝင်ကြည့်တဲ့အချိန်မှာနယ်ရီတို့အကြောင်းတွေကိုကြည့်လိုက်ရပြီးဟီနာတာနိုးလာတဲ့အချိန်မှာတော့ထိုနယ်ရီရဲ့ရေးလိုက်တဲ့အကြောင်းတွေမှသိလိုက်ရပါတယ်အဲ့မှာခန္ဓာပီလည်းရှိနေပြီမျက်လုံးတွေထုတ်ယူထားခဲ့ရပြီးထိုနယ်ရီသူ့ကိုလာတွေ့တဲ့အချိန်မှာစကားတွေဟီနာတာကအမှတ်ရသွားခဲ့ပါတယ်ဟာဘိုလိုမရဲ့ဒီအိုဆူဇူကီဟာမူရာကနဂမနီညာရီရဲ့ဖခင်ဖြစ်ပြီးဖြူဝါကလန်ဆိုတာဟာမူရာစီကနေဓာတ်ရဲ့စစ်သက်လာတာဖြစ်တဲ့ကြောင့်ထိုနယ်ရီရရှိကြပါတယ်ဟာမူရာကဆယ်မီရဲ့ချာကရာမရှိရဲ့ခန္ဓာကိုဘယ်လိုရုပ်ထုကိုစောင့်ရှောက်ဖို့အတွက်ဓာတ်ပေါ်မှာအခြေချနေနိုင်ခဲ့ပြီဟာမူရာကသူ့ကိုဟာဘိုလိုမတီထောင်ခဲ့တဲ့နီညာလောကကြီးကိုအလုံးစုံမယုံကြည်ခဲ့တာကြောင့်သူမသိခင်မှာရှေ့ပြဟောပြတိုင်းတစ်ခုကိုပေးထားခဲ့ပါတယ်တကယ်လို့များသူ့ကိုတီထောင်ခဲ့တဲ့လောကကြီးကနေရှူလို့ခေါ်တဲ့လမ်းစဉ်ကနေတွေ့ပဲသွားခဲ့မယ်ဆိုရင်အဲ့ဒီလောကကြီးကိုဖျက်ဆီးပစ်ဖို့မှာခဲ့ပြီးတစ်ထောင်ပေါင်းများစွာတိတိုင်အောင်ကဘာမီရဲ့နီညာစစ်ပွဲတွေကရက်တက်မသွားရဲ့ပြင်ဆယ်မီရပါခဏတာအသက်ပြန်ရှင်ခဲ့ရကြောင်းဟာဘိုလိုမရဲ့မအောင်မြင်တဲ့လောကကြီးကိုဟာမူရာရဲ့ဗျာဒိတ်တော်ရသူတို့မျိုးတွေကဖျက်ဆီးပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်အဲအကြောင်းပဲပြာခုကန်နဲ့သူ့ရဲ့ချာကရာတာပေါင်းဆက်လိုက်ရင်တက်ဆဲကန်ဖြစ်လာနိုင်တဲ့အတွက်ဟန်နာဘီစီရဲ့မျက်လုံးတွေကိုထိုနယ်ရီကထုတ်ယူခဲ့တာဖြစ်တဲ့ကြောင့်ဟီနာတာကိုပြောပြခဲ့တာဖြစ်ပါတယ်ထိုနယ်ရီကသူ့ဘေးတိတ်ဆုံးသွားတဲ့ကလေးဘွားမာတွေကဒီရဲတိုက်ထဲမှာရုပ်တရက်တွေနဲ့တယောက်တည်းနေခဲ့တာဖြစ်ပြီးသူတို့တွေဒီနေရာမှာမင်္ဂလာဆောင်ပြီးကဘာကြီးပြတ်သုံးတဲ့အထိအတူတူအိတ်ဆက်ရင်စောင့်နေကြမယ်လို့ပြောလိုက်ပါတယ်ဒီနေရာကဓာတ်ပေါ်မှာရှိနေရမှန်ပေမဲ့ရဲတိုက်ကိုတော့အေယာမချာကရာကြီးတစ်ခုနဲ့ကာဝယ်ထားတာကြောင့်ဘာမှဖြစ်မှာမဟုတ်ပဲလက်အောက်တော့ရွှေ့နိုင်တဲ့အဲ့ဒီချာကရာကသူ့မျိုးနဲ့အိုဆူဇူကီရဲ့ဂျရနာဖြစ်တဲ့အကြောင်းပြောပါတယ်ပြီးရင်တော့သူ့အတွက်လည်းမာဖလာတစ်ခုထိုးပေးပါလို့ပြောလိုက်ပြီးထိုနယ်ရီရဲ့မျက်လုံးတွေကလည်းထန်ဆဲကန်ပြီးစတင်ပြောင်းလဲနေပြီဖြစ်ပါတယ်ဟီနာတာမြင်ခဲ့ရတဲ့ပုံရိပ်ထဲမှာလည်းလူနေစုနှစ်ခုရဲ့စစ်ပွဲတွေထန်ဆဲကန်ရဲ့အပြတ်စွမ်းအကြီးမားပုံကိုမြင်ခဲ့ရသူ့ကိုပြပေးခဲ့တဲ့လူကြီးကဟာမူရာရဲ့အိုဆူဇူကီမျိုးနဲ့ပြင်မာမျိုးရိုးအနယ်ဝင်ဖြစ်ကြပါတယ်သူတို့တွေကဟာမူရာရဲ့ဗျာဒိတ်ကိုတလွဲအတိတ်ပဲကောက်ခဲ့တဲ့မျိုးရိုးပွဲတစ်ခုရဲ့ဖျက်ဆီးတာကိုခံခဲ့ရပြီးအဲ့ဒီမျိုးရိုးပွဲကစစ်သက်လာတဲ့ထိုနယ်ရီကလည်းထန်ဆဲကန်ရဲ့အစွမ်းနဲ့ဓာတ်ကိုကဘာနဲ့တိုက်ပြီးအောင်ကျန်စီနေရကြောင်းထန်ဆဲကန်ကိုဖျက်ဆီးနိုင်မဲ့သူကပြန်ခုမှမသမီးဟီနာတာပဲရှိရဲ့အကြောင်းပြောပြခဲ့တာဖြစ်ပါတယ်အဲ့နေရာမှာဟာမူရာရဲ့